လူတွေကပြောကြတယ်မိုးရွာရင်အထီးကျန်ဖို့ကောင်းတယ်တဲ့ဒါပေမဲ့ကျွန်တော်အတော့ကြောအဲ့ဒီနေ့ကရွာခဲ့တဲ့မိုးဟာကဘာပေါ်မှာအလှဆုံးအမတ်တရားတစ်ခုဖြစ်လာခဲ့တယ်မော်ကွန်းတယောက်တည်းဝရန်ဒါမှာမိုးကိုရင်လွေးအိတ်သေးကပုံဆွဲစာအုပ်ကိုထုတ်ကြည့်နေတယ်ဘေးနားမှာចောင်းသားတွေအလူအယပြေးလွှားနေကြပြီမယ်သူကတော့ငိမ်သက်နေတော့ပဲအဲ့ဒီအချိန်မှာအေဂရီတယောက်အပြေးလွှားဆောက်လာပြီးမော်ကွန်းဘေးမှာမောဟိုက်စွာနဲ့ရက်လိုက်တယ်အေဂရီလက်ဖွားလေးနဲ့မိုးရွေနေကိုခါထုတ်ရင်ဟူးတော်သေးတာပေါ့အရန်ရွာတာပဲနော်နင်ကအခုထိပြန်သေးဘူးလားမော်ကွန်းလန့်သွားပြီးခေါင်းမောက်ကြည့်လိုက်တယ်သူတို့နှစ်ယောက်မျက်လုံးချင်းစွန်သွားကြတယ်အေဂရီရဲ့စပင်အဖျားလေးတွေမှာမိုးရွေဆက်လေးတွေတွဲခိုနေတာကိုမော်ကွန်းဂီးကြည့်နေမိတယ်မော်ကွန်းစကားထက်ထက်နဲ့အော်အင်းမိုးစင်းအောင်စောင့်နေတာအေဂရီသူမကင်ထားတဲ့ထီးအဝါရောင်လေးကိုပြရင်ငေါ့မှာထီးပါပေမဲ့မိုးအရန်တဲနီလို့စိုးမဆိုးလို့နင်ဘာရီဆွဲနေရလဲကြည့်လို့ရမလားမော်ကွန်းပုံဆွဲစာအုပ်ကိုအမြန်ပိတ်လိုက်ပေမဲ့အေဂရီကလက်ညံစွာနဲ့လမ်းကြည့်လိုက်တယ်စာအုပ်ကြားထဲမှာညှက်ထားတဲ့တစ်ရွက်6လေးတရွက်ချမ်းပင်ပေါ်ပြုတ်သွားကြတယ်သူတို့နှစ်ယောက်လုံးပြိုင်တူကောက်ဖို့ငုံလိုက်တဲ့အချိန်မှာလက်ချင်းထိသွားကြတယ်မော်ကွန်းရဲ့ရင်ကုန်တန်ဟာမိုးတန်ထက်တောင်ကျဲနေတယ်လို့ခံစားရတယ်အေဂရီကရှက်ပြုံးလေးနဲ့တစ်ရွက်ကိုကောက်ပေးပြီးမော်ကွန်းကိုပြန်ပေးလိုက်တယ်အေဂရီပကြီးဆွဲလာတော်သားတယ်နောက်နေ့ကျတယ်ငါ့ကိုရောဆွဲပြုံးမလားမော်ကွန်းခေါင်းညင်ရင်အင်းဆွဲပေးပါမယ်အေဂရီကဲမိုးနည်းနည်းဆဲပြီငါသွားတော့မယ်နော်မော်ကွန်းမနှက်ပြန်ကြောင်းမှတွေ့မယ်အေဂရီထီးဝါလေးဆောင်ပြီးမိုးတဲကိုပြေးထွက်သွားတာကိုမော်ကွန်းငေးကြည့်နေမိတယ်သူ့လက်ထဲကတစ်ရွက်6လေးကိုကြည့်ပြီးမော်ကွန်းပြုံးလိုက်မိတယ်အဲ့ဒီနေ့ကစာဒီကျွန်တော်မိုးရွာတာကိုပိုချစ်တက်လာခဲ့တယ်ပကြီးကားတဲ့ကကောင်းပါလေမိုးရွာတဲ့နေ့ကစုံခဲ့ပြီးကြတဲ့ကကျွန်တော်ရဲ့ပုံဆွဲစာအုပ်ထဲမှာတစ်ပင်တွေပန်းတွေထက်ပိုပြီးနေရယူလာတာကသူမရဲ့အပြုံးတွေပဲဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီပကြီးကားချက်တွေကိုသူမကိုပြဖို့ဆိုတာကတော့ကျွန်တော်အတွက်မိုးပေါ်ကကျဲကိုလှမ်းဖမ်းရတယ်လို့ခက်ခဲနေတော့မှာပဲမိုးကွင်းတယောက်တစ်ပင်ရိပ်အောင်မှာထိုင်ပြီးပုံဆွဲစာအုပ်ထဲမှာအာယုံဆိုင်ပြီးတစ်ခုခုကိုဆွဲနေလေဘေးနားမှာတငယ်ချင်းတွေစော့ကစားနေလေအတန်တွေကြားနေပေမဲ့သူကတော့သတိမထားမိဘူးအဲ့ဒီအချိန်မှာအေဂရီကသူ့အနောက်ကနေခြေတံဖဖနင်းပြီးရောက်လာတယ်အေဂရီရုတ်တရက်ခေါင်းလိပြူကြည့်ရင်ဟေးမော်ကွန်းဘာဒီဒီလောက်တောင်အာယုံဆိုင်ပြီးဆွဲနေတာလဲမော်ကွန်းလန့်သွားပြီးစာအုပ်ကိုအမြန်ပိတ်ဖို့ကြိုးစားပေမဲ့အေဂရီကလက်မြန်လာပါတယ်သူမကစာအုပ်ကိုဆွဲယူလိုက်ပြီးကြည့်လိုက်တဲ့အခါပကြီးကားထဲမှာမြင်ရတာကမိုးထဲမှာထီးဝါလီဆောင်ပြီးထွက်သွားတဲ့သူမရဲ့ကြောပြင်လေးအေဂရီဟဲဒါငါမလားမိုးရွာတဲ့နေ့ကပုံလေးပဲနေမှတ်မိနေရလားမော်ကွန်းမျက်နှာလေးနီမြန်းသွားပြီးခေါင်းငုံသွားကအင်းအဲ့ဒီနေ့ကမြင်ကွင်းလေးကလှလို့ပါနေမကြိုက်ချင်းဖြတ်လိုက်ပါမယ်အေဂရီအိုးဘာလို့ဖြတ်ရမှာလဲအရန်လာတာပဲဒါပေမဲ့နေကငါမျက်နှာကိုမဆွဲပဲကြောပင်ပဲဆွဲထားတာလားငါမျက်နှာကဆွဲရတာခတ်လို့လားအေဂရီကဆက်နောက်ပြီးမေးလိုက်တဲ့အခါမော်ကွန်းကသူမကိုစစ်စစ်ကြည့်လိုက်မိတယ်နေရောင်အောက်မှာအေဂရီရဲ့မျက်နှာလေးကပိုပြီးတောက်ပနေတယ်လို့ပဲမော်ကွန်းခက်တာမဟုတ်ပါဘူးနင်ကပကြီးကားထဲထက်အပြင်မှာပိုလှနေလို့ဘလို့ဆွဲရမလဲမသိတာစကားအဆုံးမှာနှစ်ယောက်လုံးခဏတာတိတ်ဆိတ်သွားကြတယ်အေဂရီကရှက်ကိုရှက်ကားနဲ့စပင်လေးကိုနားနောက်တက်လိုက်ပြီးလွဲအိတ်ထဲကမုံထုတ်လေးကိုထုတ်ပေးလိုက်တယ်အေဂရီအပိုတွေပြောပြန်ပြီရော့ဒါငါအမေလှုပ်ပေးလိုက်တဲ့မုံနင်ပုံဆွဲလာပင်ပန်းနေမှာဆိုလို့ကြွေးလာမော်ကွန်းမုံကိုလှမ်းယူလိုက်တဲ့အချိန်မှာသူတို့ရဲ့လက်ချင်းထပ်ပြီးထိသွားပြန်တယ်အရင်တစ်ခါကလိုမိုးတန်တွေမရှိပေမဲ့မော်ကွန်းရဲ့ရင်ခုန်တန်ကတော့အရင်အတိုင်းကျဲလောင်နေတော့မှာပဲအေဂရီမော်ကွန်းငါ့ကိုဂတိပေးထားတာမမေ့နဲ့အောင်နော်ငါပုံအပြည့်အစုံဆွဲပေးရမှာနောက်အပိတ်ချောင်းပိတ်ရချရင်ပန်းချံမှာငါလာပုံပေးရမလားမော်ကွန်းအန်အောဝမ်းတာသွားပြီးခေါင်းကိုအချိန်ချင်းညှိညိလိုက်နေတယ်အေဂရီကလက်ပြပြီးပြေးထွက်သွားတဲ့အခါမော်ကွန်းရဲ့ပုံဆွဲစာအုပ်ထဲမှာပန်းအေဂရီဆိုတဲ့နာမည်လေးကိုဖြည်းဖြည်းချင်းရေးမှတ်သွားတော့ပါတယ်ကျွန်တော်ရဲ့ကဘာငယ်လေးထဲကိုသူမတကယ်ပဲဝင်ရောက်လာခဲ့ပြီးထင်ပါရဲ့ဂဒီစကားနဲ့ပန်းချီကားတစ်ချက်
တနင်္ဂနွေနေ့နက်နက်ခင်းမြို့ပြနဲ့ဝေးရာကအေးချမ်းတဲ့ပန်းချံဟောင်းလေးတစ်ခုလူတစ်ယောက်ကိုတေချာစိုက်ကြည့်ဖို့ဆိုတာပန်းကြီးဆွဲတဲ့အခါမှာအခက်ခဲဆုံးပဲလို့ကျွန်တော်ထင်ခဲ့တယ်။ဒါပေမဲ့ဧကရီကိုစိုက်ကြည့်နေရတဲ့အချိန်တွေမှာတော့ကျွန်တော်ရဲ့စုပ်ချက်တွေကအလွတ်အလျောင်းတက်ဝင်လှုပ်ရှားလာခဲ့တယ်။ပန်းချံတွေကတစ်တန်းခုံတန်းလေးမှာဧကရီကအဖြူရောင်ကဝတ်လေးဝတ်ထားပြီးထိုင်နေ။သူမရဲ့ဘေးနားမှာအဝါရောင်ထီးလေးကိုချထားတယ်။မော်ဝင်းကတော့သူမရဲ့မျက်နှာချင်းဆိုင်မှာပုံဆွဲခုံလေးချပြီးအာယုံဆိုင်နေတယ်။ဧကရီငင်ငင်မနေနိုင်ပဲလှုပ်စီလှုပ်ဆိုင်နဲ့မော်ကွင်းပြီးတော့မှလားငါမျက်လုံးတောင်မခတ်ရဲတော့ဘူးညောင်းလာပြီမော်ကွင်းပပြုံးရင်းပြောက်တယ်ခဏလေးပဲစောင့်ပါအောင်ဧကရီရဲ့မျက်လုံးလေးတွေကိုအခုလိုပဲကြည့်ပေးထားအောင်မော်ကွင်းကစုတ်တန်ကိုအတာယာကွင်းဒီဧကရီရဲ့မျက်လုံးထဲကအယောင်ဒီကိုပန်းကြီးကားပေါ်ချရည်နေလေတိတ်ဆိတ်နေတဲ့ပန်းကြံထဲမှာငှက်တန်လေးတွေနဲ့စုတ်တန်ချစ်တန်လေးတွေပဲကြားနေရတယ်ဧကရီအတန်တူးတူးလေးနဲ့မော်ကွင်းနင်ကြောင်းပြီးတော့ဘာဆက်လို့မှလဲပန်းကြီးကြောင်းတက်မှာလားမော်ကွင်းခဏနားလိုက်ပြီးသူမကိုကြည့်တယ်နာကတော့ပန်းကြီးပဲဆွဲချင်တာဒါပေမဲ့မိဘတွေကတော့တခြားဘာသာတွေရက်တွေတင်စီချင်ကြလေနင်ရောဧကရီနာကတော့နင်ဆွဲတဲ့ပန်းကြီးကားတွေကိုတင်ထားတဲ့ပြတိုက်မှုဖြစ်ချင်တာဧကရီကရေမောပြီးပြောလိုက်ပေမဲ့မော်ကွင်းအထွတ်တော့အဲ့ဒီစကားကရင်ထဲကိုတိုးဝင်သွားတယ်သူပန်းချီကားကိုအဆုံးတက်လိုက်ပြီးဧကရီကိုလှမ်းပြလိုက်တယ်။ပန်းချီကားထဲမှာဧကရီဟာပန်းတွေကြားထဲမှာနှက်သမီးလေးတစ်ပါးလိုလှပနေတယ်။ဧကရီကပန်းချီကားကိုကြည့်ပြီးမျက်လုံးလေးတွေဝိုင်းသွားတယ်။သူမကပန်းချီကားကိုအသားရထိတွေ့ကြည့်ရင်မော်ကွင်းကိုမောက်ကြည့်လိုက်တယ်။သူတို့နှစ်ယောက်ရဲ့အကြည့်ကြီးကပန်းချံတွေကလီညင်းနေလိုပဲနူးညံ့နေခဲ့တယ်။ဧကရီကျေးဇူးမမော်ကွင်းဒါငါဘဝမှာအလှဆုံးရရှိခဲ့တဲ့လက်ဆောင်ပဲ။သူမကပန်းစီကားကိုရင်ခွင်ထဲပိုက်ထားရင်မော်ကွင်းရဲ့လက်ကိုအသားရစွတ်ကိုင်လိုက်တယ်။အဲ့ဒီအချိန်မှာကောင်းကင်ကနေမိုးပေါက်လေးတွေတဖွဲဖွဲပြန်ကျလာတယ်။မိုးရွာပြီးဧကရီထီးဝါလေးကိုဖြန့်လိုက်တယ်။ရွာပါစေဒီတခါတော့ငါတို့နှစ်ယောက်လုံးထီးအတူတူစောင်းရအောင်လေ။ထီးဝါလေးအောင်မှာသူတို့နှစ်ယောက်အတူတူရင်ရက်ပြီးမိုးဆက်လေးတွေကိုငေးကြည့်နေကြတယ်။ကျောင်းသားဘဝရဲ့ရိုးရွှင်းတဲ့အချစ်ဟာဒီမိုးဆက်လေးတွေလိုပဲအေးမြကြည့်လို့နေခဲ့ပါတယ်။ဂတိစကားပန်းချီကတစ်ချက်ပြီးတော့ထီးအဝါရောင်လေးတစ်ခုကျွန်တော်တို့ရဲ့ဇာလန်လေးကအခုမှတကယ်စတာမှာလက်တွေ့ကဘာရဲ့စိန်ခေါ်မှုပန်းချံထဲမှာထီးအတူဆောင်းခဲ့တဲ့အဲ့ဒီနေ့ညမှာပဲဧကရီစီကဖုံးဝင်လာတယ်။သူမရဲ့အထန်ရဝမ်းသာတယ်လို့ဝမ်းနဲတယ်လို့နဲ့တုံရီနေတယ်။ဧကရီမောင်ကွန်ငါနိုင်ငံခြားတက္ကသိုလ်မှာပညာသင်ဆု scholarship ရသွားလီမိဘတွေကလည်းငါရှိရေးအတွက်သွားစီကျင်ကြတယ်။မောင်ကွန်တစ်ဖက်ကနေတိတ်ဆိတ်သွားတယ်။သူလည်းပကြီးအမှုပညာတက္ကသိုလ်အတွက်ပြင်ဆင်နေရသူမဟုတ်လား။သူတို့နှစ်ယောက်လုံးရဲ့အနာဂတ်ဟာလမ်းကြောင်းတစ်ခုဖြစ်နေတာကိုထိုညမှာလဲနှစ်ယောက်လုံးစတင်ခံစားလိုက်ရတယ်။အချစ်မှာအတ္တတွေမပါဝင်သင့်ဘူးလို့ကျွန်တော်တို့ယုံကြည်ခဲ့ကြတယ်။တယောက်ရဲ့အိမ်မက်တွေကိုတယောက်ကအဟန့်အတားမဖြစ်စေချင်တာကပဲကျွန်တော်တို့ရဲ့အချစ်ကိုပိုပြီးရင့်ကျက်စေခဲ့တာပါ။ကော်ဖီဆိုင်ထဲမှာမောင်ကွန်းနဲ့ဧကရီတို့တိတ်ဆိတ်စွာထိုင်နေကြတယ်။ဧကရီရှေ့မှာတော့သူမထွားရမယ့်လေးရင်လက်မှတ်နဲ့ဗီဇာစာရွက်တွေရှိနေတယ်။မောင်ကွန်းကတော့ပန်းချံမှာဆွဲခဲ့တဲ့ဧကရီရဲ့ပုံတူပချီကားလေးကိုတေချာထုတ်ပိုးပြီးစပွဲပေါ်တင်ထားတယ်။ဧကရီမောင်ကွန်းငါတို့ဗီဒီယိုကောတွေခေါ်လို့ရတယ်ချက်လို့ရတယ်ဒါပေမဲ့ငါနင့်ကိုအဝေးကနေဝဲချီနှောင်ထားပြီးနင့်ရဲ့ပကြီးအိမ်မက်တွေကိုအနှောင့်အယှက်မဖြစ်စေချင်ဘူးမောင်ကွန်းပြုံးရင်ဧကရီလက်ကိုစုပ်ကိုင်လိုက်တယ်ငါနားလေပါတယ်ငါတို့အခုလိုအေးအေးဆေးဆေးစကားပြောပြီးလမ်းခွဲခွင့်ရတာကိုပဲကျေးဇူးတင်ရမှာပါနင်လဲဟိုမှာပညာရေးကိုအာရုံစိုက်ပါငါလဲဒီမှာငါပကြီးကားတွေနဲ့နင့်ကိုဂယူစေရမယ်ဧကရီနင်ပကြီးကားတွေအများကြီးဆွဲနော်ငါ Instagram ကနေအမြဲ follow လုပ်နေမှာနင်နာမည်ကြီးမှနေငါဂယူစေမှာပါသူတို့နှစ်ယောက်စိုက်အပြင်ဘက်ကိုထွက်လာကြတယ်မိုးကဟိုးအရင်တုန်းကလိုပဲတီးတီးမဲမဲရွာချလိုက်ပြန်တယ်ကြပြီမဲ့ဒီတစ်ခါတော့မောင်ကုန်းမှာထီးမပါဘူးမောင်ကုန်း
ဒီထီဝါလေးကိုနေမဲယူသွားပါဧကရီငါတို့ရဲ့အထက်တန်းကျောင်းသားဘဝအမတ်တရားအားလုံးကိုဒီထီလေးလေးမှာထည့်ပေးလိုက်ပြီဧကရီထီလေးကိုဖွင့်ဆောင်ရင်နေရောမိုးဆူကွန်ဂရမှာပေါ့မောင်ကွန်းမိုးဆူတာကခဏပါပဲနေနဲ့ဆုံခဲ့တဲ့အမတ်တရားတွေကတော့တစ်သက်လုံးနှွေးထွေးနေမှာပါဧကရီကကားပေါ်တက်သွားပြီးထွက်ခွာသွားတယ်မောင်ကွန်းကတော့မိုးထဲမှာရက်ကြံရစ်ထဲပြီးမဲ့သူ့ညနာမှာကျင်းနဲ့တဲ့အပြုံးလေးရှိနေတယ်သူ့ဖုန်းကိုထုတ်လိုက်တယ်ပြီးတော့ဧကရီစီကို message လေးတစ်စောင်ပို့လိုက်တယ် safe flight ပါဧကရီငါတို့ကောင်းကင်ချင်းဝေးသွားပြီမဲ့မိုးရွာတဲ့နေ့တိုင်းငါနှင့်ကိုတတိယနေမှာပါကျွန်တော်တို့လမ်းခွဲလိုက်တာမဟုတ်ပါဘူးတယောက်နဲ့တယောက်အဝေးကနေဝန်းညံမဲ့တငယ်ချင်းတွေအဖြစ်ပုံပြောင်းလိုက်တာပါဒါဟာကျွန်တော်တို့ရဲ့အလှပဆုံးစက်သိန်းကျင်ပါ